ဖဲမြို့နယ်မှာကလေးတငယ်အခွင့်အရေးများဆိုင်ရာဒီပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘွေတိုင်းဒေသကြီးမြေမှုခရိုင်ငဖဲမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆန်ရေးဦးစီးဌာနနဲ့မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီးကလေးတငယ်အခွင့်အရေးများဆိုင်ရာဒီပညာပေးဆွေးနွေးပွဲတော်ဖြိုးကိုယနေ့နေ့9 နာရီချိန်ကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာငဖဲမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆန်ရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်မာကျော်နဲ့မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှအကြီးတန်းစီဒေါ်တန်နာအောင်တို့က CRC အဓိပ္ပာယ်ကလေးတငယ်များ၏အသည့်အရွယ်နှင့်ကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေနည်းဥပဒေများကလေးတငယ်အခွင့်အရေးများနဲ့ပတ်သက်ပြီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနကဆောင်ရွက်ပေးမှုအခြေအနေများကိုအသိပညာပေးဆွေးနွေးပြောကြားပါတယ်။ ဒီမှာလည်းမင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါ။ကဲပါရှင်။ဒါပထမဆုံးအနေနဲ့နော် CRC ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုရှင်းလင်းဆွေးနွေးပေးစီလိုပါတယ်။ဟုတ်ကဲ့ CRC ဆိုတာ Convention on the Right of the Child ကလေးငယ်ခွင့်များဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းဖြစ်ပါတယ်။လူမှုဝန်ထမ်းကိစ္စရေးနဲ့ပြည်내နေရာချက်သားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ Focal Department အဖြစ်ဆောင်ရွက်နေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ကလေးငယ်တွေရဲ့အသက်နဲ့ပေါ့နော်။ကလေးငယ်ရဲ့အသက်ကိုဘယ်နဲ့တက်ဖတ်ထားတယ်လဲပြီးတော့လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ကလေးငယ်တွေနဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတဲ့ဥပဒေနည်းဥပဒေများရှိရင်လည်းပြပြပေးစီလိုပါတယ်။ကလေးငယ်ရဲ့အသက်ကို16နှစ်အောက်လို့သတ်မှတ်ထားပါတယ်။ကလေးငယ်ခွင့်များဆိုင်ရာဥပဒေကို2019ခုနှစ်ဇူလိုင်လ23ရက်နေ့မှာထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးတော့ကလေးငယ်ခွင့်များဆိုင်ရာနည်းဥပဒေကို2010ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါတယ်။ကဲပါရှင်။ကဲပါတော့ကိုသိချင်တာကလေးငယ်တွေနဲ့ပတ်သက်ပြီးတော့လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ဆောင်ရွက်ပေးနေတာရှိရင်လည်းပြပြပေးစီလိုပါတယ်။ကလေးငယ်လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ကလေးငယ်ခွင့်ရေး၄ရပ်ကိုတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။အဲ့ဒါတွေကတော့အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်ခွင့်နဲ့ပါဝင်ဆောင်ရွက်ခွင့်တို့ဖြစ်ပါတယ်။အသက်ရှင်သန်ခွင့်အနေနဲ့ကြတော့ဝေးလံကောင်းပါတဲ့အရာဒေသတွေမှာကိုဝန်ဆောင်မိခင်နဲ့၎င်းတို့ကနေမွေးဖွားတဲ့အသက်2နှစ်အောက်ကလေးငယ်တွေကိုငွေကြေးထောက်ပံ့ပေးတာတွေရှိပါတယ်။အဲ့ဒီငွေကြေးထောက်ပံ့ပေးတဲ့ပြည်နယ်နဲ့တိုင်းတွေကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီးနဲ့နာဂဒေသတို့မှာတအုပ်လင်းငွေကျပ်1000ခွဲနှုန်းနဲ့3လတစ်ကြိမ်ငွေကြေးထောက်ပံ့ပေးလျက်ရှိပါတယ်။ပြီးရင်သုံးမဘူးနဲ့အထက်မွေးဖွားတဲ့မိခင်နဲ့ကလေးကို9သိန်းထောက်ပံ့ကြေးပေးတာလည်းရှိပါတယ်။ကွန်ပျူတာတိုးတက်မှုအနေနဲ့ကြတော့လူမှုဝန်ထမ်းဦးစီးဌာနကနေဖွင့်လှစ်ထားတဲ့အစိုးရမူလာတန်းကြိုကျောင်းနဲ့ကိုမူလာတန်းကြိုကျောင်းများပုဂ္ဂလိကမူလာတန်းကြိုကျောင်းများနဲ့မိခင်ဝိုင်းတွေဖွင့်လှစ်ပြီးတော့ကလေးတွေကိုဖွံ့ဖြိုးမှု9ရက်နဲ့ဖွင့်လှစ်သင်ကြားပေးတာလည်းရှိပါတယ်။ဒီသတင်းကိုမယူငဖဲကပေးပို့ထားတာပါ။